Too many မှာဘန်နဲ့ခုလိုမျိုးပေါ့နော်ချိန်မရတဲ့ပြဿနာရှိနေရင်ဒီဗီဒီယိုလေးကိုစောအောင်ကြည့်ပြီးတော့ပါဘာကြောင့်မရလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးမယ်ဒီတော့ too many နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတူတူကလေ့လာကြည့်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခုမှစသုံးတဲ့သူတွေပေါ့နော်တော်တော်များများကျွန်တော်တို့ too many သုံးပြီဆိုတာနဲ့အကောက်တွေကိုဘာလုပ်ရှင်းတာလဲဆိုတော့ဘန်နေနဲ့ရှိတ်ရှင်းတာနော် okay ရှိတ်စရာမလိုဘူးကျွန်တော်ပြောပြပေးမယ်ဘန်နဲ့ရှိတ်တာလည်းအများကြီးကျွန်တော်တို့အတွက်ကောင်းနေရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်နမူနာပြပေးမယ်ချိတ်လို့မရဘူးတော့မဟုတ်ဘူးရတယ်ဒီမှာ Lexicon ဘန်တစ်ခုပဲရှိတ်ခွင့်ရှိတယ်ကျွန်တော်မှဆိုဒါ Lexicon ဘန်နဲ့ရှိတ်ထားရပေါ့နော် okay ရှိတ်နီးကတော့ကျွန်တော်တင်ထားတာရှိတယ်တီးတန့်ပေါ့နော်ဒါရှိတ်နီးမပြဘူးဘန်နဲ့ရှိတ်ထားလို့ရှိရင်ပေါ့နော်ဘာအတွက်ကောင်းလဲဆိုတာကိုနမူနာပြပေးရဒီမှာကြည့်ဘန်နဲ့ရှိတ်ထားလို့ရှိရင်ဘာလုပ်လို့ရတယ်ဆိုတော့အခုလိုမျိုးငွေဖြည့်လို့ရှိရင်ကိုယ့်ရဲ့ကောက်ထဲပေါ့နော်ငွေ100ကနေစပြီးတော့ဖြည့်ကျင်တဲ့ပမာဏပေါ့နော်ဒီ too many wallet ထဲကနေတခါတည်းဖြည့်တဲ့ထာနဲ့Lexicon ဘန်နဲ့ပတ်စံဖြတ်သွားမယ်ဒီထဲမှာပတ်စံရောက်လာမယ်ဒါလောက်ပဲနော်ဒီထက်မပို့ဘူးဗျ okay နော်ဘန်နဲ့ချိတ်ထားတဲ့အကြောင်းရင်းကဒီလောက်ပဲဒီထက်မပို့ဘူးเนาะပတ်စံပြန်ထုတ်ရှင်ဒီနည်းနဲ့ထုတ်လို့မရဘူးโอเคအဲ့ကြောင့်မလို့ဘန်ချိတ်ရှင်တဲ့သူတွေခဏခဏကျွန်တော်လာပြောတယ်ဘာကြောင့်ချိတ်မရဘူးလဲဆိုတော့ကိုရှင်းပြပေးတာကျွန်တော်တို့တခြားဘန်တွေနဲ့ချိတ်ခွင့်မရှိဘူးဒီမှာကျွန်တော်ပြပေးမယ်เนาะ SCP နဲ့ဆိုရင်မရဘူး Cronline နဲ့လည်းမရဘူးကျွန်တော်တို့ချိတ်လို့ရဆိုလို့ဒီ Lexicon မှာတစ်ခုပဲချိတ်ခွင့်ပေးတယ်ကျွန်တော်မြန်မာနိုင်ငံသားတွေတော့ပေါ့เนาะတခြားတို့ထိုင်းမျိုးတွေတော့ရမှာပေါ့เนาะကျွန်တော်တို့ Lexicon နဲ့ချိတ်တယ်ဆိုလို့ရှိရင်ဘာမှမခက်ဘူးကိုယ့်ရဲ့ဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ passport တွေထည့်အဲ့ဒါဆိုရင်ကျွန်တော်ချိတ်လို့ရမယ်ဒီညမှာတစ်ခုတော့ရှိတယ်ကစီကိုနဲ့ချိတ်တဲ့ခါမှာဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့ too many ဖွင့်လာတဲ့ passport တွေနဲ့ဘန်ဖွင့်လာတဲ့ passport တွေနဲ့ကိုက်ညီမှုရှိရမယ်ဒါမှသာကျွန်တော်ချိတ်လို့ရမှာเนาะ passport တွေမတူဘူးဆိုရင်လည်းချိတ်လို့မရဘူးကေဒါလေးကိုသိဖို့လိုအပ်တယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီကောင်ကခုနကပြောခဲ့သလိုမျိုးပေါ့เนาะချိတ်လို့မရလဲပြဿနာမရှိဘူးချိတ်လို့မရရင်ကျွန်တော်တို့မချိတ်နဲ့ပေါ့เนาะငွေဖြည့်တဲ့ခါမှာအဲ့လောက်ကြီးခတ်နေတာမဟုတ်ဘူးတခြားနီးလန်းတွေအများကြီးရှိတယ်ဖြည့်လို့ရမယ်နီးလန်းတွေပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ချိတ်လို့မရလို့ရှိရင်မှတ်တာပါချိတ်စရာမလိုဘူးဘလို့နီးလန်းနဲ့ဖြည့်လို့ရတယ်ဆိုတော့ကျွန်တော်ထပ်ပြပေးမယ်ဒီမှာဆိုရင်ကြည့်ငွေဖြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဖုန်းထဲမှာဘာဘန်မျိုးစားရှိတယ်ပေါ့နော်ဥပမာထားပါသူကျွန်တော်တို့ကဒီဖုန်းထဲမှာ Lexicon မှာ software ရှိတယ်ဆိုရင်ကျွန်တော်တို့ဒီမှာ Lexicon ASCO ဒီမှာနှိပ်လိုက်ဗျာနော်နှိပ်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာစောနာလိုမျိုးပဲကိုယ့်ရဲ့ငွေ amount တွေဒီမှာဖြည့်ဖြက်ပြီးတော့ဒါတခါတည်း software တွေကိုတိုက်ရိုက်ရောက်သွားတာဒါကတော့ကျွန်တော်တို့ software တွေရောက်တဲ့နည်းလမ်းပေါ့နော် software တွေကိုတိုက်ရိုက်ရောက်မယ်ပြီးရင်အဲ့လိုမျိုးဖြည့်မယ်ဒါကိုဖုန်းထဲမှာရှိတဲ့ van တွေကိုရွေးချယ်ပြီးတော့ဖြည့်တယ်ပေါ့နော်ကျွန်တော်တို့စောနာလိုမျိုး auto ချိတ်ထားတော့မဟုတ်ဘူးဒီနည်းလမ်းနဲ့လည်းကျွန်တော်တို့ဖြည့်လို့ရတယ် okay နော်အဲ့တော့ကျွန်တော်တို့ဘန် software ချိတ်လို့မရတယ်မပူနဲ့အခုလိုမျိုးကိုဘန်ဘာဘန်သုံးလဲဆိုတာပါမူတည်ပြီးတော့ဖြည့်လို့ရတယ်ဗျโอเคဒီတော့ဆိုရင်နားလည်မယ်ထင်တယ်ပေါ့နော်โอเคနောက်ထပ်ငွေထပ်ဖြည့်လို့ရမယ့်နည်းလမ်းလေးကိုထပ်ပြပေးဦးမယ်အဲ့ဒါကျွန်တော်ဒီမှာငွေလက်ခန့်ရန်ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပြီးပြီဆိုရင်ကျွန်တော်ဒီမှာ too many ဆိုတာကိုနှိပ်ဒီမှာ QR code လေးကိုတစ်ချက်ယူထားလိုက်စစ်ထားလိုက်ဒီကောင်လေးစစ်ပြီးသွားရင်ကိုယ့်ရဲ့တင်ငချင်းတွေကကိုငွေဖြည့်ပေးခြင်းလဲဆိုရင် too many စကန်လေးပို့ပေးလိုက်ဒါဆိုရင်စကန်ဖတ်ပြီးတာနဲ့ကိုကောက်တဲ့ငွေရောက်မယ်နောက်တဲ့နည်းဒါကြတော့ from pay ပေါ့နော်ဒီကောင်ကြတော့အလွယ်ကူဆုံးပဲကိုကတခြားလူတွေကိုဖုန်းနံပါတ်မပြောချင်ဘူးဆိုရင်ဒီကောင်လေးပို့ပေးလိုက်ဒါဆိုရင်ထိုင်းဘန်ကြီးပေါ့နော်ဘယ်ဘန်ဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ကောက်တဲ့ကိုငွေဖြည့်ပေးလို့ရတယ်ဗျာစကန်လေးပို့ပေးလိုက်တာနဲ့သူတို့ဘန်တွေကနေစကန်ဖက်ပြီးတော့အကိုရဲ့ too many ကောက်တဲ့ကိုပတ်စံတိုက်ရိုက်ရောက်လာမှာဒီကောင်တော့အလွယ်ဆုံးနည်းလမ်းပေါ့နော်ဟုတ်ပြီဒီလိုမျိုးဖြစ်ဖို့ဆိုရင်တော့ကိုယ့်ရဲ့ကောက်က level 2တော့ဖြစ်ထားရမယ်ဒါတခုတော့သိထားရမယ်နောက်ထပ်ဖြည့်လို့ရမယ်နည်းလမ်းကတော့ကျွန်တော်တို့ဒီမှာ7-11ပေါ့နော်ဒီကောင်ကနေလည်းငွေဖြည့်လို့ရတယ်ပေါ့နော် Okay 7-11ကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ဒီမှာ second QR code လေးပေါ်နေလိမ့်မယ်အဲ့ဒီကောင်လေးကိုပြပြီးတော့လဲဒါကျွန်တော်တို့7နေမှာငွေဖြည့်လို့ရတယ် Okay အခုကျွန်တော်ပြခဲ့တဲ့နီးလန်းနေနဲ့လဲစမ်းပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကျွန်တော်တို့ငွေထုတ်ရှင်တဲ့သူတွေတော့ပေါ့နော်ငွေထုတ်ရှင်တဲ့လူတွေလည်းဘာစိတ်ကူးစရာမလိုဘူးဒီမှာ QR scan ကိုနှိပ်ပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့QR လေးကိုကျွန်တော်တို့ scan ဖတ်ပြီးတော့ငွေထုတ်လို့ရတယ် Okay ဒီနေရာမှာစကန်ဖက်ပြီးငွေထုတ်လို့ရတယ်ဆိုတိုင်းလဲလောဘကြီးပြီးတော့ခဏခဏမထုတ်နဲ့သူရဲ့ကန့်သတ်ထားတဲ့ limit လေးတွေရှိတယ်ပေါ့နော်။ Okay ဘယ်လိုသွားကြည့်ရမလဲကျွန်တော်ပြပေးမယ်ဒီမှာ CO ကိုနှိပ်လိုက်ပြီးတော့ပြီးဆိုရင်ဟိုအောက်ဆုံးမှာဆွဲချလိုက်ပြီးရင်ကျွန်တော်တို့ဒီမှာ sure transfer free ဆိုတာရှိတယ်အဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ဒီကောင်လေးကိုနှိပ်ပြီးကျွန်တော်တို့စစ်ဆေးလို့ရတယ်ကိုတက်လာမှာဘယ်နှကြိမ်စကန်ပြီးပြီလဲဒီမှာကျွန်တော်မှဆို9ကြိမ်စကန်ထားတယ်သူသတ်မှတ်ပေးထားတာ free 3ခွင့်အကြိမ်30 Okay နော်ကျိန်30ကျွန်တော်တို့ free 3ခွင့်ရှိတယ်ကျွန်တော်တို့30ကြိမ်ဖြစ်ပြီဆိုတာနဲ့သူတတ်မှတ်ထားတယ်25ဘတ်ဖြတ်မယ် Okay ဒါကြောင့်မလို့ကျွန်တော်ပြောတယ်လောဘကြည့်ပြီးခဏခဏစက္ကန့်မဖတ်နဲ့လို့ပြောတာ Okay ဒါလေးကိုလည်းသိထားဖို့လိုအပ်တယ်နော်တချို့တွေမသိတဲ့ခါကျတော့
ပတ်စံ25ပဲဖြတ်တဲ့ခါကျရင်ကိုရေးဘာဖြစ်လို့ဖြတ်တာလဲဆိုပြီးလာပြီးတော့မေးလို့ဒါလေးကိုကိုစစ်ကြည့်စစ်ပြီးရင်ချိန်30မပြည့်သေးရင် free 32ချိန်ကစပြီးတော့ပတ်စံဖြတ်မယ် okay ဒါကကျွန်တော်တို့စကန်နဲ့ငွေလွှဲမဲ့သူတွေဆိုရင်သိထားသင့်တယ်ဟုတ်ပြီနောက်တစ်ခုကျွန်တော်တို့ဒီမှာဘဏ်ကောက်ထဲကိုထည့်တဲ့နီးပေါ့နော်ဒါလည်းကျွန်တော်တို့ဒီစကန်မရှိတဲ့သူတွေဆိုလို့ရှိရင်တချို့ဒီမှာထိုင်းမှာဘယ်ဘဏ်သုံးလဲပေါ့နော်သုံးတဲ့ဘဏ်အားလုံးကက်တဲ့ဘဏ်တွေကိုကျွန်တော်တို့ပတ်စံပြန်ထုတ်ခွင့်ရှိတယ်ဗျာတချို့လဲမေးတယ်ပေါ့နော်ပတ်စံတွေဘယ်လိုပြန်ထုတ်ရမလဲဆိုပြီးတော့မေးလို့โอเคရှိုးစကန်မရှိတဲ့လူတွေဆိုရင်ဒီမှာကိုထုတ်မဲ့ဘဏ်ကိုရွေးချယ်ပြီးသွားပြီဆိုရင်ဒီမှာဘဏ်နံပါတ်10လုံးထည့်ပြီးရင်ထုတ်ရှင်တဲ့ငွေအမောက်ထည့်ပေါ့နော်ဒီနေရာမှာတခုတော့ရှိရဒီကောင်မှာကျတော့limit တော့မရှိဘူး limit ဆိုတာကဥမာတစ်ကြောင်လွှဲရင်free ဆိုတာမရှိဘူးသူကတော့တစ်ချိန်လွှဲတိုင်း20ပဲဖြတ်မယ်ပေါ့နော်ကိုဘယ်လောက်လွှဲ100လွှဲတဲ့20 1000လွှဲတဲ့20အဲ့လိုမျိုးပေါ့နော်ကိုလွှဲတဲ့ချိန်တိုင်းသူကတော့20ပဲဖြတ်မယ်သူ့မှာတော့ free ဆိုတာလုံးဝမရှိဘူးလွှဲတိုင်းပတ်စံ20အဖြတ်ခံရမယ် okay ဒါလေးလည်းသိဖို့လိုအပ်တယ်ဒီကောင်ကကျတော့ကျွန်တော်တို့လွှဲရင်ချက်ချင်းမရောက်ဘူးเนาะစက္ကန့်ချက်ချင်းရောက်တယ်ဒီကောင်ကကျတော့အနည်းဆုံးနိုင်ဝက်မိနစ်20 10မိနစ်အဲ့ဒီပတ်ချလေးမှာကျွန်တော်တစ်ဖက်ကဘန်လေးကိုလွှဲတဲ့ဘန်လေးပေါ့เนาะ okay ရောက်တော့မှဖြစ်ပါတယ် okay ဒီလောက်ဆိုရင်တော့အားလုံးပဲနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်